မင်္ဂလာပါရှင်မေလ2ရက်စနေနေ့အတွက်ရန်ကုန်ရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဦးစွာတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်တိုင်းတွင်းရှိမြို့နယ်20တွင်ဘောလုံးတင်နန်းများကို Pilot Project အစီအစဉ်ဖြင့်စတင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အာကစားကဏ္ဍမြင့်တင်ခြင်းသည်လူငယ်များရဲ့ကာယဗလဖွံ့ဖြိုးရုံသားမကစီလုံးညီညွတ်မှုစိတ်သက်ကြံ့ခိုင်မှုနဲ့အသင်းဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်တဲ့အလေးကျင့်ကောင်းများကိုပြုထောင်ပေးရန်နဲ့အသင်းဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်တဲ့အလေးကျင့်ကောင်းများကိုပြုထောင်ပေးရန်နဲ့မျိုးဆက်သစ်လူငယ်များကြားဘောလုံးအားကစားအခြေခံကျွမ်းကျင်မှုများထွန်းကားလာစေရန်ရည်ရွယ်၍ရန်ကုန်တိုင်းဒေသကြီးတွင်ရှိမြို့နယ်20တွင်ဘောလုံးတင်နန်းများကို Pilot Project အစီအစဉ်ဖြင့်စတင်တော်မှာဖြစ်ကြောင်းသိရပါတယ်။အဆိုပါတင်နန်းများကိုယခုလမေလ4ရက်မှစတင်ကဖွင့်လှစ်သွားမှာဖြစ်တယ်လို့အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာနမှသိရှိရပါတယ်ရှင်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ရန်ကုန်မန္တလေးရထားလမ်းပိုင်းတွင် DEMU ရထားခရီးစဉ်အသစ်ကိုမေလ1ရက်နေ့မှစတင်ကနေ့စဉ်ပြည့်စွဲပေးနေတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်မန္တလေးရထားလမ်းပိုင်းတွင်အမှတ်9အစံနဲ့အမှတ်6အစုံဓာတ်ရိုက် DEMU ရထားခရီးစဉ်အသစ်ကိုမေလ1ရက်မှစတင်ကနေ့စဉ်စတင်ပြည့်စွဲပေးနေပြီဖြစ်ပြီးလက်မှတ်ခနှုန်းထားများမှာအထက်တန်း4800ကျပ်နဲ့ပထမတန်း3400ကျပ်သတ်မှတ်ထားကြောင်းသိရပါတယ်။အဆိုပါရထားသည်ရန်ကုန်နဲ့မန္တလေးဘူတာတို့မှနနက်6နာရီတွင်အသီးသီးထွက်ခွာပြီးညနေ4နာရီဝန်းကျင်တွင်ဆက်ရောက်မယ့်အပြင်လမ်းခရီးတွင်ပဲခူးတောင်ကူနေပြည်တော်တာစီအပါအဝင်အဓိကဘူတာလေးခုမှာရပ်တန့်ပေးသွားမှာဖြစ်ပါတယ်။ခရီးသည်များအနေဖြင့်လက်မှတ်များကို ORTB website မှာတဆင့် online စနစ်ဖြင့်ဝယ်ယူနိုင်ပြီးလက်ရှိပြည့်စွဲပေးနေကြဖြစ်တဲ့အမှတ်7အမှတ်7ရထားခရီးစဉ်ကိုလည်းပုံမှန်အတိုင်းဆက်လက်ပြည့်စွဲပေးသွားမှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့73စီရည်ညွှန်းဈေးနှုန်းများကျဆင်းတဲ့သတင်းဖြစ်ပါတယ်။မေလ1ရက်နေ့အတွက်ထုတ်ပြန်တဲ့73စီရည်ညွှန်းဈေးနှုန်းများအရရန်ကုန်မြို့တွင်တက်စီ92တလီတာလျင်4515ကျပ်95တလီတာလျင်4680ကျပ်ဒီဇယ်တလီတာလျင်9285ကျပ်နဲ့ပရီမီယံဒီဇယ်တလီတာလျင်6455ကျပ်သို့ကျဆင်းသွားကြောင်းသိရပါတယ်။အဆိုပါဈေးနှုန်းများသည်ရခိုင်အပတ်ထက်တက်စီ92မှာ153ကျပ်95မှာ239ကျပ်ဒီဇယ်မှာ489ကျပ်နဲ့ပရီမီယံဒီဇယ်မှာ958ကျပ်ထိတိတိတသားကျဆင်းလာခြင်းဖြစ်ပါတယ်။ရဲစင်းနဲ့စွမ်းရည်ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရလက်ရှိတွင်နိုင်ငံအတွင်းရပ်ပေါင်း60စာ73စီလုံလောက်မှုရှိနေပြီးကမ္ဘာရေနံဈေးတက်နေတော့လေပြည်တွင်းဈေးနှုန်းများတည်ငြိမ်စေရန်အစိုးရကကြက်မှတ်ဆောင်ရွက်နေရကြောင်းပြည်သူများအနေဖြင့်လိုအပ်သလောက်သာပုံမှန်ဝယ်ယူသုံးစွဲကြရန်အသိပေးနှိုးဆော်ထားကြောင်းသိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ YBS 29ရင်လိုင်းတကုံမျိုးသစ်တောင်ပိုင်းရှိဒုက္ခတကုံအရာအထိလမ်းကြောင်းတိုးချိတ်ပြည့်စွဲပေးတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ခီးသွွားပြည်သူများသွားလာရေးပုံမှုအဆင်ပြေစေရန်အတွက် Translate Company မှပြည့်စွဲပေးနေတဲ့ YBS 29ရင်လိုင်းကိုမေလ1ရက်နေ့မှစတင်ကတကုံမျိုးသစ်တောင်ပိုင်းရှိဒုက္ခတကုံအရာအထိလမ်းကြောင်းတိုးချိတ်ပြည့်စွဲပေးနေပြီဖြစ်တယ်လို့သိရပါတယ်။အဆိုပါလမ်းကြောင်းသစ်သည်ဒုက္ခတကုံအရာမှစတင်ကတပြည့်ချမ်းလမ်းစုံစိတ်ကျမ်းမာရေးစေယုံတကုံတက္ကသိုလ်ရတနာလမ်းနယ်တောင်မွေဈေးမှတစ်ဆင့်မင်္ဂလာဈေးထိပြည့်စွဲပေးမှာဖြစ်ပါတယ်။ခရီးသည်များအဆင်ပြေစေရန်အတွက်နနက်9:15မိနစ်မှညနေ4:00ခွဲထိ10မိနစ်မှမိနစ်20လင်းတစည်းနှုန်းဖြင့်ပုံမှန်ပြည့်စွဲပေးသွားမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့လိုင်တရာလမ်းပေါ်တွင်ရင်တိုက်မှုဖြစ်ပွားတဲ့တဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွန်တီးမြို့နယ်3ရင်ကြီးရွာရှိတွန်တီးလိုင်တရာလမ်းပေါ်တွင်မေလ1ရက်နနက်9:43မိနစ်ကရင်တိုက်မှုဖြစ်ပွားပြီးလူညစ်နေကြောင်းသတင်းရရှိရတဲ့တွန်တီးမြို့နယ်မိသက်စခန်းမှတပ်ဖွဲ့ဝင်များကရှောင်ဝေကယ်ဆယ်ရေးလုပ်ငန်းများတွားရောက်ဆောင်ရွက်ကြောင်းသိရပါတယ်။အဆိုပါဖြစ်စဉ်ကြောင့်ရင်မော်ပါအသက်24နှစ်အရွယ်ရှိရင်မောင်မျိုးသားတဦးမှာအခင်းဖြစ်နေရမှာပဲတည်ဆုံသွားပြီးရုပ်လောင်အားစိတ်ဓာတ်ဒုက္ခလူမှုကူညီရေးအသင်းမှသူနာတင်ရင်ဖြင့်တွန်တီးမြို့နယ်စေယုံသို့ပို့ဆောင်ပေးကြောင်းသိရှိရပါတယ်ရှင်။